မိတ်ဆွေခိရည်စည်းကြောင်းကိုစန့်ကျင်ပြီးအသက်ကြီးလာတာနဲ့အမျှပိုပြီးနှုတ်ပြနေသူတွေကိုတတိထားမိဖူးပါသလားသူတို့ဘာတွေလုပ်နေလို့လဲဆိုတာသိချင်နေပြီလားသူတို့ဟာဈေးကြီးတဲ့ကုသမှုတွေလုပ်နေတာမဟုတ်ဘဲနေ့စဉ်စားတောက်မှုအလေးချင်းလေးတွေကိုပြောင်းလဲလိုက်ရုံနဲ့အံ့ဩစရာကောင်းအောင်နှုတ်ပြနေကြတာပါဒီနေ့မှာတော့နောက်ဆုံးပေါ်သိပ္ပံပညာတွေနဲ့ဖော်ထုတ်ထားတဲ့နှုတ်ပြစေတဲ့စားတောက်မှုပုံစံအသစ်တွေအကြောင်းကိုဝေမျှပေးတော့မှာဖြစ်ပါတယ်။အိုမင်းချင်းယော်မှုရဲ့အထီးကတရခံဟာလူအများထင်ထားတာနဲ့မတူပဲပိုပြီးနက်နဲတဲ့အရာတစ်ခုဖြစ်နေတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေတွေ့ရှိခဲ့ပါတယ်။ဒီအကြောင်းအရာတွေကိုရှင်းပြပေးထားသူကတော့ယာမာစာဆိုတဲ့ပညာရှင်ဖြစ်ပါတယ်။သူဟာအိုမင်းချင်းကိုစန့်ကျင်တဲ့နီးလန်းတွေကိုလေ့လာဖော်ထုတ်နေသူတစ်ယောက်ဖြစ်ပါတယ်။သူဖော်ထုတ်ခဲ့တဲ့လေ့လာတွေ့ရှိချက်တွေကိုကျွန်တော်တို့ဘယ်လိုအသုံးချလို့ရမလဲဆိုတာစက်ကြည့်ရအောင်ပါ။လူအများစုကအိုမင်းချင်းရဲ့အကြောင်းရင်းကို AGEs Advanced Glycation End Products လို့သိထားကြပါတယ်။ဒါပေမဲ့တကယ့်တရခံက aldehyde ALDHYDE ဆိုတဲ့ဓာတ်ပစ္စည်းဖြစ်ပါတယ်။ aldehyde ဟာကျွန်တော်တို့အစာစားတိုင်းခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာပြီး AGEs တွေအများကြီးဖြစ်ပေါ်အောင်တွန်းအားပေးပါတယ်။ဒါဆို aldehyde ကိုဘယ်လိုရှော့ချမလဲဆိုတာကအရေးကြီးလာပါပြီ။ပထမဆုံးနည်းလမ်းကတော့လူကြိုက်များတဲ့ယာမန်နဲ့ရှာလကာရည်ကိုတွဲစားတာပါပဲ။ယာမန်မှာကာဘိုဟိုက်ဒရိတ်များတာကြောင့်သွေးတွင်းတကြားတက်တာ aldehyde ထွက်တာတွေကိုစိုးရိမ်ကြပါတယ်။ဒါပေမဲ့ယာမန်မစားခင်ဟင်းရည်ပူပူတဲ့ရှာလကာရည်နည်းနည်းထည့်တောက်လိုက်ရုံနဲ့ဒီပြဿနာတွေကိုဖြေရှင်းနိုင်ပါတယ်။ရှာလကာရည်ကသွေးတွင်းတကြားတက်ကိုထိန်းချုပ်ပေးပြီး aldehyde ကိုလည်းရှော့ချပေးတာပါ။ဒုတိယနည်းလမ်းကတော့ခရမ်းကျင်သီးစားနည်းပါပဲ။များသောအားဖြင့်အချင်းစိန်ထားတဲ့ခရမ်းကျင်သီးအဇာစုကဲကပိုကျန်းမာရေးကောင်းမယ်လို့ထင်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့မာလာဟင်းလိုစီနဲ့ကြော်ထားတဲ့ခရမ်းကျင်သီးဟင်းမော်ပိုအက်ပလန်ကအိုမင်းမှုကိုပိုပြီးနီးစီပါတယ်တဲ့။ခရမ်းကျင်သီးမှာပါတဲ့ကလိုရိုဂျီနစ်ဆိုတဲ့ဓာတ်ကအပူနဲ့တွေ့တဲ့အခါပိုပြီးအကျိုးပြုပါတယ်။နောက်ထပ်နီးလန်းကတော့အစာမစားခင်မှာဒိန်ဂျင်ယိုဂတ်ကိုအရင်စားတာပါပဲ။အစာမစားခင်ဟင်းသီးဟင်းရွက်အရင်စားတာ vegetable fresh ကသွေးတွင်းတကြားတက်ကိုထိန်းနိုင်တယ်ဆိုတာသိထားကြပါတယ်။ဒါပေမဲ့ဒိန်ဂျင်ကိုအရင်စားတာ yogurt fresh ကပိုပြီးထိရောက်တဲ့နီလန်ဖြစ်ပါတယ်။ဒိန်ဂျင်မှာပါတဲ့လက်တိအဆစ်နဲ့ဝေးတို့ကသွေးတွင်းတကြားတက်ကိုအများကြီးလျှော့ချပြီး aldehyde ကိုလည်းဖယ်ရှားပေးပါတယ်။အသားကင်ယာကီနီကုစားတဲ့အခါနီလန်မှန်ကန်မှုလိုပါတယ်။အသားမကင်ခင်တံပရာကြီး lemon juice ကိုအသားပေါ်ညှစ်ပေးတာကအိုးမင်းစေတဲ့ AGEs ဓာတ်တွေကိုမဖြစ်အောင်တားဆီးပေးပါတယ်။များသောအားဖြင့်အသားကင်ပြီးမှတံပရာကြီးညှစ်ကြပေမဲ့အကျိုးအများဆုံးကတော့မကင်ခင်ညှစ်တာပါပဲ။ဟင်းသီးဟင်းရွက်တွေနဲ့တွဲဖက်စားသုံးဖို့လည်းအရေးကြီးပါတယ်။ပဲအမျိုးမျိုးဟာလည်းအိုမင်းမှုကိုနှေးစေတဲ့အာနိသင်မြင့်မာပါတယ်။အထူးသဖြင့်ပဲနတ် black soybean နဲ့ပဲဒီစိန် edamame တို့ဟာ antioxidant ဓာတ်တွေနဲ့ flavonoid တွေကျွဲဝပါတယ်။ဒါတွေကခန္ဓာကိုယ်ကိုနှုတ်ပြိုစေပြီးအထူးသဖြင့်အမျိုးသမီးတွေရဲ့ဟော်မုန်းမျှတမှုအတွက်ပိုပြီးအကျိုးပြုပါတယ်။လူကြိုက်များတဲ့ဆူရှီစားနည်းကလည်းအိုးမင်းမှုကိုနှေးစေပါတယ်။ဆူရှီထမင်းမှာရှာလကာရည်ပါဝင်တာကြောင့်သွေးတွင်းတကြားဓာတ်ကိုဖြည်းဖြည်းချင်းတက်စေပါတယ်။ဆူရှီနဲ့တွဲစားတဲ့ဂါရီလို့ခေါ်တဲ့ချင်းစိန်ချင်းဟာလည်းသွေးလည်ပတ်မှုကိုကောင်းစေပြီးအိုးမင်းမှုကိုတားဆီးပေးပါတယ်။ဒါဟာအရသာခံစားရုံတွေမကပဲကျန်းမာရေးအတွက်ပါကောင်းမွန်တဲ့ရွေးချယ်မှုပါပဲ။အတုပ်စားတဲ့အခါရွေးချယ်ရမယ့် sauce dressing ကလည်းအရေးကြီးပါတယ်။သိပ္ပံနည်းကျလေ့လာချက်တွေအရနှမ်း sauce sesame dressing ကအကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။နှမ်း sauce ဟာအရသာရှိတဲ့အပြင်ပရိုတင်းအဆီနဲ့ရှာလကာရည်ဓာတ်တွေပေါင်းစပ်ပါဝင်လို့သွေးတွင်းတကြားဓာတ်ကိုထိန်းပေးပြီး aldehyde ကိုလည်းရှော့ချပေးပါတယ်။အရသာရှိတဲ့အစားအစာတွေစားတဲ့အခါစားတဲ့အစီအစဉ်ကအရေးကြီးပါတယ်။ umami လို့ခေါ်တဲ့ amino acid ကျွဲဝတဲ့အစားအစာတွေကိုအရင်စားတာက aldehyde ဖြစ်ပေါ်မှုကိုတားဆီးပေးပါတယ်။ဂျပန်ရဲ့ကိုင်စီခိဟင်းပွဲတွေနဲ့အသားငါဟင်းသီးဟင်းရွက်တွေပါတဲ့ hot pot ဟင်းရည်တွေကိုအရင်တောက်တာဟာအကောင်းဆုံးနည်းလမ်းပါပဲ။လူကြိုက်များတဲ့ယိုရှိနိုယာအမဲသားထမင်း beef bowl စားတဲ့အခါမှာလည်းလျှို့ဝှက်ချက်ရှိပါတယ်။အမဲသားမှာပါတဲ့ protein နဲ့အဆီတွေကသွေးတွင်းတကြားဓာတ်ကိုရိုးရိုးထမင်းစားတာထက်ပိုမိုထိန်းချုပ်ပေးပါတယ်။အစိမ်းရောင်လက်ဖက်ရည်နဲ့တွဲတောက်တာကကက်တီချင်းဓာတ်တွေကြောင့် aldehyde ကိုထပ်မံလျှော့ချပေးပါတယ်။ဘယ်နီရှိုးကာလို့ခေါ်တဲ့ချင်းစိန်ချင်းကိုလည်းများများထည့်စားဖို့အကြံပြုထားပါတယ်။နာနက်စာအတွက်အုတ်ကျုံဒါမှမဟုတ်တရုတ်စတိုင်းဆန်ဖြုတ်ကိုရွေးချယ်တာကအကောင်းဆုံးပါပဲ။ဒါတွေကအစားချေးလွယ်တဲ့အပြင်သွေးတွင်းတကြားတာကိုလည်းဖြည်းဖြည်းချင်းပဲတက်စေပါတယ်။
အုတ်ကြုံမှာဘီတာဂလူကန်လိုအညင်ထက်တွေနဲ့တတုထက်တွေကျွဲဝါစွာပါဝင်လို့နှုတ်ပျော်မှုကိုအထောက်ကူပြုပါတယ် အချို့ကဂျိုးစားဒါမှမဟုတ်ကြက်ကြော်ဟင်းတွေကိုမကြမ်းပါဘူးလို့ထင်ကြပါတယ်။ဒါပေမဲ့ဂျိုးစားအသားထဲကပရိုတင်းနဲ့အဆီတွေကြက်ကြော်ထဲကပရိုတင်းနဲ့အဆီတွေကထမင်းရဲ့ကာဘိုဟိုက်ဒရိတ်တွေကိုထိန်းချုပ်ပေးပါတယ်။ဂျိုးစားကိုရှားလကားရည်နဲ့တွဲစားပြီးကြက်ကြော်ပေါ်တမ်ပရာရည်ညစ်စားတာကသွေးတွင်းတကြားဓာတ်ကိုထိန်းချုပ်ပေးပြီး aldehyde ကိုလည်းလျှော့ချပေးပါတယ်။ကြက်ကြော်အတွက်ကြက်သွန်းဖြူနဲ့ rosemary ကိုအသုံးပြုရင် antioxidant အားနဲ့တင်ပိုကောင်းပါတယ်။ ဒီတော့အိုမင်းချင်းကိုတားဆီးဖို့ဆိုတာပြီးပြည့်စုံတဲ့အစားအသောက်ပုံစံကိုလိုက်နာနေစရာမလိုပါဘူး။နေ့စဉ်စားနေကြအစားအစာတွေမှာနည်းနည်းလေးပြောင်းလဲလိုက်ရုံနဲ့ aldehyde ခတ်တာကိုရှော့ချနိုင်ပါတယ်။ဒါဟာအသက်ကြီးလာပြီးမဲ့နုပြိုနေဆဲသူတွေရဲ့လျှို့ဝှက်ချက်ပါပဲ။ကျွန်တော်တို့ဘဝကိုပိုပြီးကောင်းမွန်အောင်ပြောင်းလဲဖို့အမြဲတမ်းကြိုးစားနေတာကအလွန်အရေးကြီးပါတယ်။ဒီလိုမျိုးအတွေးခေါ်ကောင်းတွေလက်တွေ့ကျတဲ့ဗဟုသုတတွေကိုဆက်ပြီးရှာဖွေသွားဖို့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်။